အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်မာတရဲ့ဇလံများအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ညတော့စာရေးဆရာဇေနာရမညာရဲ့အောင်မြတ်တာဇလံတွဲအတွဲနဲ့အပိုင်း351ဖြစ်တဲ့အောင်မြတ်တာနဲ့ရိုးရတိုက်ပွဲဆိုတဲ့ဂမ်ဘီယာဇလံလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာဒီဇလံလေးမစခင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို like and comment နဲ့ဆက်ပို့ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာလက်စင်ကုံရွာမှာကျိုးဆိုပါသည်ဆိုတဲ့ဆိုင်းဘုတ်လေးရဲ့မလန့်မကန့်မှာတစ်သားနဲ့ဆောက်လုပ်ထားတဲ့နှက်ကွန်းတစ်ခုရှိနေပြီးနှက်ကွန်းထဲမှာတော့တရောင်လောက်ရှိတဲ့ရုပ်ထုတစ်ခုရှိနေခဲ့တယ်။နှက်စင်ရဲ့ဘေးမှာဝါးတိုင်း၃နိုင်ကိုမြေကြီးထဲစိုက်ထားပြီးအဲ့ဒီဝါးတိုင်းတွေပေါ်မှာအနီရောင်ဝစ်စလေးတွေခြိထားကြတယ်။နှက်စင်ကုံရဲ့တမိုင်းကလည်းထူးဆန်းတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကရွာထဲမှာအကြီးအကျယ်မိုးခေါင်ခဲ့ဘူးလေ။မိုးခေါင်မှုကြောင့်ရေရင်းတွေခန်းချောက်ပြီးစဘာကင်းတွေပျက်စီးလာခဲ့တယ်လို့ရွာသားတော်တော်များများလည်းတခြားဒေသတွေကိုပြောင်းရွှေ့သွားကြရတယ်။အဲ့ဒီအချိန်မှာရွာရဲ့ရှေ့ဘက်တော်တွေကနေအမည်မသိတဲ့အဖိုးအတူရောက်လာပြီးတော့တရောင်လောက်ရှိတဲ့ရုပ်ထုလေးကိုပေးပြီးဒီရုပ်ထုကရွာကိုစောင့်ရှောက်လိမ့်မယ်လို့ပြောခဲ့တယ်။အဲ့ဒီနောက်တော့အဖိုးအိုကဘယ်ကိုထွက်သွားမှန်းဘယ်သူမှမသိကြဘူး။ထူးဆန်းတာကအဲ့ဒီနေ့ညမှာပဲမိုးပြန်ရွာခဲ့တယ်။မိုးက3ရက်တိုင်တိုင်မရက်ဖဲရွာခဲ့ပြီးခန်းချောက်နေတဲ့ရွာရီကန်တွေလည်းပြန်ပြေးလာခဲ့တယ်။အဲ့ဒီအဖြစ်ပြန်နောက်ပိုင်းမှာရွာသားတွေကတောင်ကုန်းပေါ်မှာနှက်စင်လေးတစ်ခုစောက်ခဲ့ပြီးတော့အဖိုးအိုပေးခဲ့တဲ့ရုပ်ထုလေးကိုကိုးကွယ်ခဲ့ကြတယ်။ဒီလိုနဲ့နှက်စင်ကုန်းမှာရှိတဲ့နှက်ကွန်းလေးကိုရွာသားတွေယုံကြည်လာကြပြီးရွာမှာကလေးမွေးရင်နှက်စင်ကိုပန်းတင်ကြတယ်။လဲဆိုင်မယ်ဆိုရင်မုံအချိုကောင်းငင်းနေနဲ့တင်မြောက်ကြတယ်။လူနာရှိရင်စီမီထွန်ပြီးဆူတောင်းခဲ့ကြတယ်။အချိန်ကြာလာတာနဲ့အမျှရွာသားတွေကနှက်စင်ကုန်းကိုတာမန်နှက်ကွန်းတစ်ခုလိုမမြင်တော့ဘဲနဲ့မိမိတို့ရဲ့မီယိုးဖလာကိုးကွယ်ယုံကြည်တဲ့ဓလေ့တစ်ခုလိုမြင်လာခဲ့ကြတယ်။ရွာသားတွေအနေနဲ့တောင်ကုန်းမော်ကမြေကြီးကိုမလူအပ်ဖဲနဲ့မတူးကြသလိုဝါးတိုင်း၃နိုင်ကိုလည်းမဖယ်ရှားကြဘူး။ဝါးတိုင်းမှာခြိထားတဲ့အနီရောင်ဝစ်စတွေနွမ်းသွားရင်အဟောင်းကိုမဖြုတ်ဖဲအသစ်တစကိုအပေါ်ကနေထက်ချီကြတော့စိုက်ထူထားတဲ့ဝါးတိုင်းတွေပျောက်ပြီးအဝိတ္တီပတ်ထားတဲ့တိုင်လုံးအသွင်ဖြစ်လာခဲ့တယ်။နှစ်စဉ်နှစ်တိုင်းနတော်လာရောက်တဲ့အချိန်မှာရွာသားတွေအလုံးနှက်စင်ကုန်းပေါ်တက်ပြီးကောက်ညင်အုံတီငပြောသည်ဖျောင်းနိုင်အမွေးတိုင်းနေနဲ့ပူဇော်ပတ်သားကြတယ်။ဘာလို့တင်ရမယ်ဆိုတာစီကံတိတိကျကျမရှိပေမဲ့မတင်မဲနေမိတဲ့ရွာသားတွေရဲ့အတွက်ကတော့ထူးဆန်းတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုကြုံတွေ့ရတတ်တယ်။ဒါပေမဲ့အဲ့ဒီယုံကြည်မှုကကြောက်ရွံ့မှုနဲ့တဖြည်းဖြည်းရောထွေးလာတာကိုရွာသားတချို့ကသတိထားမိခဲ့ကြတယ်။တစ်ခေါက်တုန်းကကိုတန်းဦးဆိုတဲ့လယ်သမားတစ်ယောက်အရက်မူပြီးနှက်စင်ကုန်းပေါ်ကိုတက်သွားခဲ့တယ်။နောက်တနေ့မနေ့ရောက်တော့သူ့ကိုတောင်ကုန်းအောက်ကလမ်းဘေးမှာသတိလစ်နေတာတွေ့ကြရတယ်။ဘာဖြစ်ခဲ့တာလဲလို့မေးကြတော့ကိုတန်းဦးကကြောက်လန့်နေတဲ့မျက်နှာနဲ့ဝါးတိုင်း၃နိုင်ကြားမှာလူတစ်ယောက်ရက်နေတယ်ဆိုတဲ့စကားကိုပဲပြောနေခဲ့တယ်။အဲ့ဒီအဖြစ်အပျက်ကိုလူကြီးတွေကကလေးကိုမပြောဖို့တားခဲ့ကြပေမဲ့ရွာဆိုတာမျိုးကစကားလွှတ်ထားလို့ရတဲ့နေရာမဟုတ်တော့အချိန်ကြာလာတာနဲ့အမျှနှက်စင်ကုန်းနဲ့ပတ်သက်တဲ့ကောလာဟာလာတွေတဖြည်းဖြည်းများလာခဲ့တယ်။တချို့ကညအချိန်မှာဝါးတိုင်း၃နိုင်ကြားကနေထွက်နေတဲ့မီးအောင်လေးတွေမြင်မှုတယ်လို့ပြောကြသလိုတချို့ကြတော့လေညသကောင်အချိန်လေးဆိုရင်တောင်ကုန်းပေါ်မှာလူတစ်ယောက်ခောက်တုံခောက်ပြန်လမ်းလျှောက်နေတာကိုမြင်တွေ့ရတယ်လို့ပြောကြတယ်။တရက်မှာတော့နှက်စင်ကုန်းရွာတွေကိုမိသားစုတစုပြောင်းရွှေ့လာခဲ့ကြတယ်။အဲ့ဒီမိသားစုကတော့ကိုအေးသွင်တို့မိသားစုပဲ။အရင်တုန်းကအနီးနားရွာတွေရွာမှာနေထိုင်ခဲ့ကြပြီးအိမ်ချမ်းမြေအခြေအနေကြောင့်နေရာပြောင်းလာခဲ့ကြတယ်။ရွာတွေကိုရောက်ချင်းမှာအေးသွင်တို့နေစရာနေရာရှာကြတော့ရွာရဲ့မြောက်ဘက်ခြမ်းမှာမြေကွက်လွတ်တစ်ကွက်ကိုတွေ့ခဲ့ကြတယ်။မြေကွက်ကကျေဝန်းပြီးအိမ်ဆောက်ဖို့လည်းတင့်တော်တဲ့နေရာဖြစ်တာကြောင့်အေးသွင်ကသဘောကျသွားခဲ့ပေမဲ့အဲ့ဒီမြေကွက်ရဲ့နောက်ဘက်မလန့်မကန့်မှာနှက်စင်ကုန်းကြီးရှိနေတာကသူတို့အတွက်ပြဿနာဖြစ်လာခဲ့တယ်။အဲ့ဒီနေရာမှာအေးသွင်တို့မြေတိုင်းနေတာကိုရွာသားတချို့ကမြင်လိုက်ရတဲ့အချိန်မှာတော့တယောက်မျက်နှာတယောက်ကြည့်ပြီးရွာလူကြီးဦးဘိုးတွန်းကိုအကျိုးအကြောင်းသွားပြောကြတယ်။နောက်ဆုံးမှာတော့ဦးဘိုးတွန်းကိုယ်တိုင်အေးသွင်ကိုတားခဲ့တယ်။တာအေးသွင်ဒီနေရာမှာအိမ်ဆောက်မလို့လားဟုတ်တယ်ဘို့မြေလိုလည်းဖြစ်တယ်အိမ်ဆောက်ဖို့လည်းကျဲတယ်ဆိုတော့ဒီနေရာပဲရွေးလိုက်တာအေးသွင်ကမြေတိုင်းနဲ့အကျိုးဆက်ဆွဲရင်းပြောလိုက်တဲ့အချိန်ဦးဘို့တုံးကနှက်စင်ကုန်းဘက်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့ဒီနေရာတော့မရွေးနဲ့ကွာတခြားနေရာတစ်ခုရှာပါလားဘာဖြစ်လို့လဲဘို့ရဲ့
ဒီနေရာကနတ်စင်ကုန်းနဲ့နီးတယ်။ဩအဲ့ဒါကြောင့်လားအဖိုး။အေးဟုတ်တယ်လူလေး။အဖိုးတို့ကလည်းဗျာနတ်စင်ကတောင်ကုန်းပေါ်မှာကျုပ်အိမ်ကဒီအောက်မှာဘာဆိုင်လို့လဲ။အေးသွင်စကားကိုဥဖိုးတို့ကချက်ချင်းမဖြေဘဲနဲ့အေးသွင်ရဲ့မျက်နှာကိုစိစိကြည့်ပြီးတော့ဆိုင်မဆိုင်ကတော့နောက်မှသားသိလိမ့်မယ်။ကျုပ်ကတော့အဲ့လိုကိစ္စတွေမယုံပါဘူးအဖိုးရ။လူတွေကမသိတာဆိုရင်နတ်နဲ့တရေနဲ့ပဲဆက်ဆက်နေကြတာ။အေးသွင်ရဲ့စကားကြောင့်ဘေးမှာရက်နေတဲ့မောင်ကြီးဝင်းကမနေနိုင်တော့ဘဲနဲ့ဒီမှာဗျမယုံတာနဲ့မလေးစားတာကတော့မတူဘူးနော်။မလေးစားတာမဟုတ်ပါဘူးကွာ။ကိုယ့်အိမ်ကိုဆောက်ပြီးကိုယ့်ဘာသာနေမှာပဲ။သူတို့ဘာသာသူတို့နတ်စင်ပေါ်မှာနေကြပေါ့။ငါတို့ကအောက်မှာနေမယ်။ဒါဆိုဘာပြဿနာရှိမှာလဲ။အဲ့ဒီစကားကိုကြားတော့ဥပုဒ်တုံးကခေါင်းကိုခါရမ်းလိုက်ပြီးအေးသွင်မင်းမိသားစုနဲ့ဒီရွာမှာအေးအေးချမ်းချမ်းနေခြင်းနတ်စင်ကုန်းကိုမလီမစားမလုပ်ပါနဲ့ဒီရွာမှာမင်းဖေရဲ့ကျေးဇူးတွေရှိနေလို့ဒီလောက်ခွင့်ပြုထားတာစိတ်ချပါအဖို့ရဲ့ကျုပ်ကအဲ့ဒီတောင်ကုန်းကိုတက်လည်းမတက်ဘူးဘာမှလည်းမလုပ်ဘူးအေးသွင်ကအဲ့ဒီလိုပြောပြီးတော့မြေတိုင်းနာကိုဆက်လုံနေခဲ့တယ်နောက်တဲ့နေ့မှာတော့အိမ်ဆောက်ဖို့တစ်တီဝါရီရွာတွေကိုရောက်လာခဲ့တာကြောင့်အေးသွင်ကအိမ်ဆောက်တဲ့အလုပ်ကိုအလင်းအမြန်ပဲစတင်ခဲ့တယ်ပထမဆုံးမြေညှိတယ်ပြီးတော့အိမ်တိုင်းစိုက်ဖို့အတွက်မြေတူးတယ်ရွာသားတချို့ကတော့အိမ်ဆောက်တဲ့နေရာကိုဖြတ်သွားတိုင်းခဏရက်ပြီးနတ်စင်ကုန်းဘက်ကိုလှမ်းကြည့်တတ်ကြတယ်တချို့ကစကားမပြောဘဲပြန်သွားကြတယ်တချို့ကတော့ဒီလူကတော့မသိလို့လုပ်တာဒါပေမဲ့မကြခင်ဒုက္ခရောက်တော့မယ်ဆိုပြီးတိုးတိုးပြောကြတယ်အေးသွင်ကအဲ့ဒီစကားတွေကိုကြားရတိုင်းလူတွေကအပူတွေပါဆိုပြီးတော့ခက်တိတိပြန်ပြောရတယ်အိမ်ဆောက်တာတပတ်လောက်ကြာတဲ့အခါမှာတစ်သားအိမ်လေးကပုံပေါ်လာခဲ့တယ်အိမ်ရဲ့ရှေ့မှာဝါးကြံလေးတစ်ခုလှုပ်ထားပြီးတော့ဘေးမှာဟင်းသီးဟင်းရွက်စိုက်ဖို့မြေကွက်လေးတစ်ကွက်လည်းခြံထားတယ်အိမ်ကနတ်စင်ကုန်းအောက်ခြေကနေအနှဲငယ်ကွာမှရှိတာကြောင့်မနက်တိုင်းအိမ်တကားဖွင့်လိုက်ရင်နတ်စင်ကုန်းပေါ်ကတစ်သားနှစ်ကုန်းကိုတန်းပြီးတော့မြင်နေရတယ်ဒါပေမဲ့အေးသွင်အတွက်ကတော့အဲ့ဒါကအိမ်ရှိကမြေကုန်းတစ်ခုပေါ်မှာရှိနေတဲ့တစ်သားအဆောက်အုံလေးတစ်ခုထပ်ပို့ပြီးတော့ရေးမကြည့်ခဲ့ဘူးအိမ်တက်တဲ့နေ့မှာရွာသားအချို့ကထုံးစံအတိုင်းအေးသွင်တို့အိမ်ကိုလာရောက်နှုတ်ဆက်ကြတယ်အေးသွင်ကအိမ်တက်ကိုလာတဲ့ဥပုဒ်တွန်းနာကိုသွားပြီးတော့အဖိုးကြီးအိမ်လဲပြီးသွားပြီဆိုတော့ကျုပ်တို့လည်းရွာသားဖြစ်ပြီပေါ့အေးဟုတ်တယ်ရွာသားဖြစ်ပြီဒါပေမဲ့တခုတော့တတိထားတော့သားဘာများလဲဖိုးရဲ့အိမ်နောက်ဖေးကနေနတ်စင်ကုန်းကိုတက်တဲ့လမ်းလေးရှိတယ်အဲ့ဒီလမ်းကိုညဘက်မတုံးနဲ့ဩအဖိုးကလည်းကျုပ်တို့လည်းနတ်စင်ကုန်းဘက်ကိုမသွားပါဘူးအေးပါကလေးကိုလည်းတောင်ကုန်းပေါ်မတက်ခိုင်းနဲ့ဦးစိတ်ချပါအဖိုးဥပုဒ်တွန်းပြန်ထွက်သွားတဲ့အခါအေးသွင်ကသူ့ဇနီးဘက်ကိုလှည့်ပြီးတော့ဒီရွာလူတွေကနတ်စင်ကုန်းနဲ့ပတ်သက်ပြီးတော့တော်တော်ကြောက်နေကြတာပဲသူတို့အားလုံးကဒါလောက်ကြောက်နေကြတာဆိုတော့အကြောင်းတစ်ခုတော့ရှိမှာပေါ့တော့ဇနီးဖြစ်သူရဲ့စကားကြောင့်အေးသွင်ကရီလိုက်ပြီးအကြောင်းရှိရင်လည်းမကြောက်ရင်သိရမှာပါအေးသွင်ကအဲ့ဒီလိုပြောလိုက်ပြီးတော့တခြားဧည့်သည်တွေဘက်ကိုထွက်သွားခဲ့တယ်အဲ့ဒီနေ့ကစပြီးအေးသွင်တို့မိသားစုကနတ်စင်ကုန်းအောက်ကအိမ်လေးမှာအခြေချနေထိုင်လာခဲ့ကြတယ်အေးသွင်တို့မိသားစုနတ်စင်ကုန်းအောက်မှာအခြေချနေထိုင်လာတာ3ရက်လောက်ရှိလာခဲ့ပေမဲ့ပထမ2ရက်လောက်အထိတော့ဘာထူးခြားမှုမှမရှိခဲ့ဘူးမနက်ဆိုရင်အေးသွင်ကနိုးတာနဲ့ခြံထဲမှာရေခတ်တယ်ဇနီးဖြစ်သူကမိဖို့ကြောင့်ဘက်မှာထမင်းချက်တယ်ကလေး2ယောက်ကတော့အိမ်ရှိမြေကွက်လေးထဲမှာပြေးလွှားကစားကြတယ်ရွာသားတွေကလည်းအရင်လိုပဲကိုယ့်လိုကိုလောက်ကြပြီးအေးသွင်တို့အိမ်ဘက်ကိုဖြတ်သွားတဲ့အခါနတ်စင်ကုန်းကိုတစ်ချက်တော့လှမ်းကြည့်တတ်ကြပေမဲ့ဘာမှထူးခြားမှုမရှိသေးတာကြောင့်အေးသွင်တို့တွေအဲ့ဒီအိမ်မှာအေးအေးဆေးဆေးနေထိုင်နိုင်တော့မယ်လို့ထင်လာကြတယ်ဒါပေမဲ့စရုပ်ရနေ့မနက်မှာတော့အေးသွင်ရဲ့ဇနီးဖြစ်သူကထူးဆန်းတဲ့အရာတစ်ခုကိုစတင်သတိထားမိခဲ့တယ်မနက်စောစောအိမ်ရှိမှာတပြက်စီးလဲနေတဲ့အချိန်နတ်စင်ကုန်းဘက်ကနေတစုံတစ်ခုလိမ့်ကျလာတဲ့အတန်ကိုကြားလိုက်ရတာကြောင့်တပြက်စီးလဲနေတော့ရက်ပြီးတော့နားဆွင့်လိုက်တယ်အတန်ကတောင်ကုန်းပေါ်ကနေအောက်ကိုတဖြည်းဖြည်းလိမ့်ဆင်းလာပြီးသူတို့အိမ်ရဲ့နောက်ဘက်မှာအတန်တိတ်သွားခဲ့တယ်သူမကအိမ်နောက်ဘက်ကိုလိုက်ကြည့်ပေမဲ့ဘာမှမတွေ့ရဘူးကိုရွသွင်ဘာလဲမိမရနတ်စင်ကုန်းပေါ်ကနေတခုခုလိမ့်ကျလာသလိုပဲအေးသွင်ကမနက်စာစားနေရကနေထလာပြီးအိမ်နောက်ဘက်ကိုလိုက်ကြည့်ပေမဲ့
မြေပြင်ပေါ်မှာဘာမှရှိမနေဘူးလေတိုက်လို့တေကိုင်းကြတာနေမှာပါဟိုတော့တေကိုင်းကြရင်အဲ့လောက်အသက်မကြေဘူးလေမင်းစိတ်တွေကထင်တာဖြစ်မှာပါကွာအခုကြည့်တော့လဲဘာမှမတွေ့တာအေးသွင်းကရေးမကြီးသလိုပြောပြီးတော့အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်အဲ့ဒီနေ့ညနေရောက်တော့ကလေးငယ်2ယောက်ကအိမ်ရှိမှကစားနေကြတယ်ကလေးငယ်ကတစ်သားတစ်ချောင်းနဲ့မြေကြီးပေါ်မှာစဝိုင်းနေဆွဲနေခဲ့တယ်အကြီးလေးကတော့ဝါးကြံနာမှထိုင်ရင်ကြောက်ခဲတွေကိုစုပြီးအိမ်ဆောက်တိုင်းကစားနေခဲ့တယ်အဲ့ဒီအချိန်မှာအငယ်လေးကအခုဘာလဲညီလေးကဟိုမှာလူတယောက်ရက်နေတယ်ဘယ်မှာလဲကွာဟိုမှာလေကလေးငယ်ကနတ်စင်ကုန်းဘက်ကိုလက်ညှိုးထိုးလို့အကူဖြစ်သူကလမ်းကြည့်လိုက်တော့နတ်စင်ကုန်းပေါ်မှာတစ်သားနှစ်ကွန်လေးတစ်ခုသာရှိနေခဲ့တယ်ဘယ်မှာလဲငါလည်းမတွေ့ပါဘူးအဲ့ဒီဝါးတိုင်းသုံးတိုင်းကြာမှရက်နေတာအကူမမြင်ဘူးလားညီဖြစ်သူရဲ့စကားကြောင့်အကူဖြစ်သူကမျက်လုံးမိတ်တစ်ချက်ဖွင့်တစ်ချက်လှုပ်ပြီးပြန်ကြည့်တယ်ဒီတစ်ခါမှတော့သူလည်းတစုံတစ်ခုကိုမြင်လိုက်ရတယ်လို့ဖြစ်သွားခဲ့တယ်ဟင်ဝါးတိုင်းသုံးတိုင်းကြာမှလူတစ်ယောက်ရက်နေသလိုပဲအဲ့ဒီအချိန်မှာအမေဖြစ်သူကအိမ်ထဲကနေထွက်လာပြီးဘာရီကြည့်နေကြတာလဲလို့မေးလိုက်တော့ကလေး2ယောက်လုံးကတစ်ချိန်တည်းမှာပဲသူမစီကိုပြေးဝင်လာကြတယ်အမေဟိုမှာလူရှိတယ်အမေဖြစ်သူကကလေးညွန်ပြတဲ့ဘက်ကိုကြည့်လိုက်ပေမဲ့ဘာမှမမြင်ရတာကြောင့်ကလေးတွေကိုပွေ့ဖက်လိုက်ပြီးဘယ်သူမှမရှိပါဘူးကွယ်ရှိတယ်အမေရဲ့ခုနကရှိတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာအမေဖြစ်သူရဲ့ရင်ထဲမှာစိုးရိမ်မှုတစ်ခုကအကြောင်းမဲ့ဝင်လာခဲ့တယ်အဲ့ဒီနောက်မှာတော့သူမကကလေး2ယောက်ကိုအိမ်ထဲခေါ်သွားပြီးတကားပိတ်လိုက်တယ်အချိန်ကနောက်ကျလာပြီမို့လို့ညအမောင်ကတဖြည်းဖြည်းပိတ်ဖုံးလာခဲ့တယ်အဲ့ဒီအချိန်နတ်စင်ကုန်းပေါ်ကဝါးတိုင်းသုံးတိုင်းမှာခြိထားတဲ့အနီရောင်ဝဲစားတွေကလီမတိုက်ဖဲနဲ့တစားလှုပ်ရှားလာကြတယ်တစ်ချိန်တည်းမှာပဲတစ်သားနှစ်ကွန်တွေကနေဒေါက်ကနေအတန်တစ်ခုထွက်လာခဲ့တယ်အဲ့ဒီအချိန်အင်းရှိပရင်ပေါက်နာမှာစစ်လိတ်တောက်နေတဲ့အေးသွင်းကနတ်စင်ကုန်းပေါ်ကိုမတိမတာလှမ်းကြည့်လိုက်တော့ဝါးတိုင်းသုံးတိုင်းကြားကအနီရောင်ဝဲစားတွေထဲမှာအနက်ရောင်ရိတ်တစ်ခုရက်နေတာကိုမြင်တွေ့လိုက်ရတယ်အရိတ်ကအေးသွင်းကြည့်နေတဲ့အချိန်မှာပဲရုတ်တရက်ပျောက်ကွယ်သွားတယ်အေးသွင်းကပရင်ပေါက်တကားကိုဆွဲပိတ်လိုက်ပြီးတယောက်တည်းကြည့်လိုက်ရင်းနဲ့အချိန်တန်တော့မင်းလည်းထွက်လာရပြီပေါ့ဆိုပြီးခတ်တူးတူးရေရွတ်လိုက်တော့တယ်နောက်တနေ့မနက်ကျတော့အေးသွင်းကမိန်းမနဲ့ကလေးတွေကိုခေါ်ပြီးနတ်စင်ကုန်းရွာနဲ့3နာရီခရီးရှိတဲ့တောင်သာမြို့ပေါ်ကိုတက်လာခဲ့ကြတယ်မြို့ပေါ်ကိုရောက်တော့မိန်းမနဲ့ကလေးကိုဈေးထဲမှာထားခဲ့ပြီးမြို့ပြင်မှာရှိတဲ့အိမ်တလုံးစီကိုထွက်လာခဲ့လိုက်တယ်အိမ်ရှိကိုရောက်တော့အေးသွင်းကခြံဆောင်ကိုပြုံးပြလိုက်ပြီးအထဲမှာဆရာကြီးရှိလားရှိရဲ့ကိုခြံဆောင်ရဲ့စကားကြောင့်အေးသွင်းကခြေတန်းရှိအိမ်ပေါ်ကိုတက်လာခဲ့တယ်အိမ်ဦးခန်းရဲ့လဲမှာအင်းချက်တွေကြီးပြားတွေနဲ့လှုပ်ရှုပ်နေတဲ့အသက်80အရွယ်လူကြီးတယောက်ကိုမြင်လိုက်ရတယ်ဆရာကြီးအလုံးများနေရလားအလုံးကတော့မြင်တဲ့အတိုင်းပဲဟိမင်းဘက်ကရောဘာအချိန်နေထူးလဲထူးတယ်ဆရာကြီးနတ်စင်ကုန်းဘက်ကနေအရေးအယောင်ပြတာကိုမြင်ရပြီဒါဆိုရင်ငါထင်တာမှန်းနေပြီပဲအခုမင်းရဲ့မိသားစုကဘယ်မှာလဲသူတို့ကတော့ဈေးထဲပို့ထားတယ်ဆရာကြီးဘာဖြစ်လို့လဲသူတို့ကိုမင်းရဲ့ယောက်ကမရီစီတပတ်လောက်ပို့ထားလိုက်အိမ်မှာသူတို့ရှိနေရင်လောက်ရကန်ရခတ်လိမ့်မယ်ဆရာကြီးကျုပ်ကနတ်စင်ကုန်းအောင်မှာအိမ်ဆောက်ခိုင်းတဲ့အကြောင်းသိလို့ရမလားအေးသွင်းရဲ့စကားကြောင့်ဥပဒေရုပ်ကောင်းကောင်းတဲ့လူကြီးကဘေးမှာချထားတဲ့ဆေးပြင်းလေးကိုတပွားဖားလိုက်ပြီးတော့မင်းအဖေရဲ့တည်ဆုံးမှုကိုအလဟတ်တမဖြစ်စေခြင်းလို့ပဲဗျာအဖေတည်ဆုံးမှုဟုတ်လားသူ့အတန်ကအနေငယ်တုံသွားတာကြောင့်ဆရာကြီးကဆေးပြင်းလေးကိုပြကွက်ထဲမှာတစ်ချက်ခါချလိုက်ပြီးအေးသွင်းကိုတဲတဲကြည့်လိုက်တယ်မင်းအဖေတည်သွားတာတာမန်တည်ဆုံးမှုမဟုတ်ဘူးဆိုတာမင်းသိထားလားကျုပ်အဖေကလွန်ခဲ့တဲ့25နှစ်လောက်တုန်းကဖျားနာပြီးတော့တည်သွားတာလို့ပဲသိထားတာဆရာကြီးကဘာလို့ဆိုလိုတာလဲမင်းအဖေကဘယ်ဇာတိလဲနတ်စင်ကုန်းရွာဇာတိပါဆရာကြီးအေးမင်းအဖေကအဲ့ဒီနတ်စင်ကုန်းရဲ့အကြောင်းကိုသိတဲ့လူတွေထဲမှာအရေးအကြီးဆုံးလူတစ်ယောက်ပဲအဲ့ဒါကြောင့်မင်းနေခြင်းတဲ့နေရာမှာနေဖို့သူတို့တွေကခွင့်ပြုခဲ့တာဒါဆိုအဖေကဟုတ်တယ်
မင်းဖေကမင်းထင်တယ်လို့ရိုးရိုးလေသမားတယောက်မဟုတ်ဘူးစကားဆုံးတာနဲ့ဆရာကြီးကထိုင်ရာကနေထပြီးတော့အခန်းတောင်းမှာရှိတဲ့တစ်တာဟောင်းတစ်လုံးကိုဖွင့်လိုက်တဲ့အခါအထဲမှာအဝိစာတစ်ခုနဲ့ထုတ်ထားတဲ့ပစ္စည်းတစ်ခုကိုတွေ့ရတယ်အဝိစာကိုဖြေလိုက်တော့အထဲကနေကြေးပြားအဟောင်းတစ်ချက်ထွက်လာခဲ့တယ်ဒီဟာကိုမင်းမြင်ဘူးလားအေးတွင်ကဆရာကြီးပေးတဲ့ကြေးပြားကိုကြည့်လိုက်တယ်အလယ်မှာစဝိုင်းတစ်ခုရှိနေပြီးဘေးနှစ်ဖက်မှာတော့မြင်းကွေး၃ချောင်းစီရှိနေတာကိုမြင်လိုက်ရတယ်အေးတွင်ကအဲ့ဒီအမတ်သားကိုမြင်လိုက်တာနဲ့မျက်နှာတစ်ချက်ပြတ်သွားတယ်ဒီကြေးပြားကိုအဖေပြလို့တစ်ခါမြင်ဘူးတယ်အေးဟုတ်တယ်ဒါကမင်းဖေပစ္စည်းပဲမင်းဖေမသိခင်ညကဒီကြေးပြားကိုငါစီလာအပ်ခဲ့တာသူကဒီပစ္စည်းကိုပေးရင်းနဲ့မင်းကိုစောင့်ရှောက်ဖို့ငါစီကိုအပ်ခဲ့တယ်အဲ့ဒါကြောင့်မင်းဖေသိတော့ငါကခေါ်ယူပြီးတော့စောင့်ရှောက်ခဲ့တာဒါဆိုအဖေကဘာကြောင့်တည်ခဲ့ရတာလဲသူကနတ်စင်ကုန်းရွာမှာရှိတဲ့လူလုံရိုးရအစွဲကိုဖော်ထုတ်ဖို့ကြိုးစားရင်းနဲ့တည်ခဲ့ရတာလူလုံရိုးရအစွဲဆိုတာကဘာကိုပြောတာလဲဆရာကြီးတဘာဝမီယိုးဖလာပူဇော်ပါတာလာတဲ့အရာမဟုတ်ဘဲနဲ့လူတွေကဖန်တီးပြုတ်လုပ်ထားတဲ့အရာကိုပြောတာဒါနဲ့နတ်စင်ကုန်းရွာပေါ်မှာအဖေကကျေးဇူးရှိတယ်လို့ပြောတယ်အဖေကဘာလုပ်ခဲ့လို့လဲမင်းအဖေကလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကငါနဲ့အတူတူတောင်းစင်လှည့်ပြီးတော့တရားကျင့်ကြံခဲ့ဘူးတယ်အဲ့ဒီအချိန်နတ်စင်ကုန်းရွာဘက်မှာမိုးခေါင်လို့လူတွေဒုက္ခရောက်နေတဲ့အချိန်ပေါ့လေအဲ့ဒီအချိန်မှာမင်းအဖေကမီးလွတ်အဋိဌံရက်တရားဝင်ပြီးတော့မိုးရွာအောင်ကြိုးစားခဲ့ဘူးတယ်သူအဋိဌံအောင်တဲ့နေ့မှာပဲအဖိုးတယောက်ကတထောင်လောက်ရှိတဲ့ရုပ်ထုလေးတစ်ရုပ်ကိုလာပေးပြီးတော့အခုနတ်စင်ကုန်းပေါ်မှာကိုးကွယ်စေခဲ့တယ်အဲ့ဒီနတ်ရုပ်လေးကအတော်စွမ်းနေပြောရမယ်ကိုးကွယ်ပြီးတော့တပတ်လောက်ကြာမှပဲမိုးရီပြန်ရွာလာခဲ့တယ်ဒီအဖြစ်ကြောင့်မင်းအဖေကိုရွာရဲ့ကျေးဇူးရှင်အဖြစ်သတ်မှတ်ခဲ့ကြတာဒါဆိုအခုနကွန်းထဲမှာရှိတဲ့ရုပ်ထုကအဖေကြောင့်ရလာတဲ့ရုပ်ထုလားမင်းနားလဲအောင်ပြောရရင်တော့မင်းအဖေရလာတဲ့နတ်ရုပ်ရဲ့ထူးခြားတဲ့အစွမ်းကြောင့်နတ်ရုပ်ကိုလူချင်းတဲ့လောကီဆရာတွေကနတ်စင်ကုန်းရွာကိုပုံစံမျိုးစုံနဲ့ရောက်လာခဲ့ကြတယ်တရက်မှာတော့နကွန်းထဲမှာရှိတဲ့ရုပ်ထုကိုအစီရင်နေနဲ့ထိန်းချုပ်ဖို့လုပ်နေတာကိုမင်းဖေသိသွားလို့ဝင်တားရကနေဒဏ်ရာရပြီးတော့အသက်ဆုံးပါခဲ့တာငါနောက်မှသိရတာကအခုရှိနေတဲ့ရုပ်ထုကအစစ်မဟုတ်ဘူးအစစ်မဟုတ်ဘူးဆိုတာကဘာလို့ဆိုလိုတာလဲဆရာကြီးရုပ်ထုအစစ်နဲ့တပုံစံနဲ့တူတဲ့ရုပ်ကိုအစားထိုးသွားတာပဲရုပ်ထုအတုဆိုပေမဲ့သူတို့ကလူတွေယုံကြည်အောင်အဆောင်အတုကိုပါနေရာပေးသွားခဲ့တာဟင်ဒါဆိုရင်ကျွန်တော်မြင်ခဲ့တဲ့အရာကအဆောင်အတုပေါ့ဟုတ်တယ်ဒီဖြစ်စဉ်ကိုနတ်စင်ကုန်းရွာသားတွေတော့မသိကြဘူးငါတော့မှမင်းဖေယူလာတဲ့အစီရင်ကြီးပြအကြောင်းကိုတေချာလေးလာမှသိခဲ့ရတာရုပ်ထုအတုနဲ့အစီရင်ကြီးပြကဘလို့ပတ်သက်နေလို့လဲဆရာကြီးဒီကြီးပြကိုအသုံးပြုပြီးတော့ရုပ်ထုအစစ်မှာစောင့်ရှောက်တဲ့ပုံကိုရဲ့ပုံတူကိုပွားထားတာပဲအဲ့ဒါကြောင့်မင်းကိုနတ်စင်ကုန်းအောက်ကမြေလွတ်မှာအိမ်ဆောက်ပြီးတော့ရင်နေခိုင်းခဲ့တာဒီအကြောင်းတွေကိုဘာလို့အခုမှပြောရလဲဆရာကြီးဟာငါလည်းဒီအကြောင်းလေးကိုသိတာမကြသေးဘူးဒါပေမဲ့ခုကစပြီးတော့မင်းကိုယ်တိုင်လုပ်ရမယ့်အလုပ်တွေရှိလာတော့မယ်ကျွန်တော်ဘာလုပ်ရမလဲဆိုတာကိုသာပြောပါဆရာကြီးအခုတော့မင်းရဲ့မိသားစုကိုသူ့မိဘရဲ့ရင်ပြန်ပို့ထားလိုက်အောင်ညနေကျရင်မင်းဒီကိုပြန်လာခဲ့အဲ့ဒီတော့မှမင်းကိုလူတချို့နဲ့မိတ်ဆက်ပေးမယ်ဆရာကြီးစကားကြောင့်အေးတွင်လည်းတပြင်းတစ်ချက်ကိုချလိုက်ပြီးတော့အိမ်မော်ကနေပြန်ဆင်းလာခဲ့လိုက်တယ်အေးတွင်ကမိသားစုကိုရောက်ခမအိမ်မှာတပတ်လောက်နေဖို့ပြောပြီးညနေပိုင်းရောက်တော့ဆရာကြီးနေတဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်အိမ်ကိုရောက်တော့ဆရာကြီးနဲ့အတူဝိုင်းဖွဲ့ပြီးစကားပြောနေတဲ့အသက်35နှစ်အရွယ်လူ3ယောက်ကိုမြင်လိုက်ရတယ်ဆရာကြီးကအေးတွင်ကိုမြင်တော့ဘေးမှာလာထိုင်ဖို့ခေါ်လိုက်တယ်မောင်အေးတွင်သူတို့ကမင်းရဲ့ကိစ္စကိုကူညီပေးကြမဲ့သူတွေပဲဒီပုဂ္ဂိုလ်တွေနဲ့ငါကဒေးစွန်ပါမှာဒိဋ္ဌံဝင်တော့ကခင်မင်ခဲ့ကြတာလေသူ့နာမည်ကအောင်မြတ်သားလို့ခေါ်တယ်ဒီနှစ်ယောက်ကတော့မောင်ကောင်းနဲ့ခွန်းလာလို့ခေါ်တယ်တွေ့ရတာဝမ်းသာပါတယ်ကျုပ်နာမည်ကအေးတွင်လို့ခေါ်ပါတယ်တွေ့ရတာဝမ်းသာပါတယ်ဗျာကိုအေးတွင်ကိစ္စကိုတော့ဆရာကြီးဦးမင်းမောင်ပြောထားလို့သိတဲ့လောက်သိထားပြီးပါပြီဆရာကြီးကျုပ်အခုဘာဆက်လုပ်ရမလဲမင်းကဟောဒီကဆရာတွေကိုခေါ်ပြီးတော့နတ်စင်ကုန်းရွာကိုပြန်သွားရမယ်ဟိုရောက်မှဘာလုပ်ရမယ်ဆိုတာဒီဆရာတွေကပြောပြလိမ့်မယ်ဒီလိုနဲ့အောင်မြတ်သားတို့လည်းအေးသွင်းနေတဲ့နတ်စင်ကုန်းရွာကိုမရောက်မလဲနဲ့ရောက်လာခဲ့တော့တယ်ရွာကိုရောက်တော့
အေးသွင်ကမလန်မကမ်းမှရှိနေတဲ့တောင်ကုန်းလေးကိုလက်ညှိုးထိုးပြပြီးဆရာဒီရွာကလူတွေကတော့အဲ့ဒီနတ်ကွန်းကိုအတော်လေးယုံကြည်အားကိုးကြတယ်အင်းပေါ်လီဒါကလည်းသူတို့ယူရကိုးကွယ်မှုတစ်ခုလိုဖြစ်နေတာ哦ဆရာတို့အခုဘယ်လိုလုပ်မယ်စိတ်ကူးထားလဲအရင်ဆုံးတော့အဲ့ဒီနတ်ကွန်းမှရှိနေတဲ့ပုံကူကဘယ်လိုပုံကူမျိုးလဲဆိုတာသိအောင်လုပ်ရမယ်ဒီရွာကလူတွေပဲအချိန်လောက်အေးကြလဲများသောအားဖြင့်တော့ည7:00 နာရီလောက်ဆိုရင်လူသားလူလာမရှိတော့ဘူးဆရာဒါဆိုရင်ဒီညပဲလှုပ်ရှားရှိတာလှုပ်ကြတာပေါ့လေအောင်မြတ်သားစကားကိုအေးသွင်ကခေါင်းငိမ့်ပြလိုက်ပြီးဖះเจ้าဆောင်ရှိကလွတ်တဲ့နေရာမှာနေရာပြင်ပေးလိုက်တယ်ည7:00 နာရီလောက်ရောက်တော့အောင်မြတ်သားကမောင်ကောင်းခွန်းလာအေးသွင်တို့နဲ့အတူတောင်ကုန်းပေါ်ကိုတက်လာခဲ့တယ်ညဦးပိုင်းမှာရွာသားတွေထွန်းညှိထားတဲ့ဖះနိုင်တွေကမီးငိမ့်သွားပြီဖြစ်လို့နတ်ကွန်းတစ်ဝိုက်မှာအမောင်တူကကြီးစိုးနေခဲ့တယ်အဲ့ဒီအချိန်အောင်မြတ်သားကလွယ်ရည်ထဲမှာပါလာတဲ့ဖျောင်းနိုင်ချို့ကိုထုတ်ယူပြီးနတ်ကွန်းရှိမှထွန်းညှိရင်းနဲ့မျက်လုံးကိုဝေးကြည့်လိုက်တော့နတ်ကွန်းအလယ်မှာအိတ်နေတဲ့သူတယောက်ကိုအာယုန်ထဲမှာမြင်လိုက်ရတယ်။သူ့မျက်နှာတစ်ခုလုံးကအမွှေးအေးမြင်နေဖုံးလွှမ်းနေပြီးပစောင်းနှစ်ဖက်မှာလည်းအဆွေတွေထွက်နေတယ်။ဖိုးသူတော်တွေဝတ်တဲ့ပိတ်ဖြူကိုခန္ဓာကိုယ်မှာဖြစ်တယ်လို့ပတ်ထားတဲ့သူကအောင်မြတ်သားတို့ကိုအမှုမထားဘဲနဲ့ခြေကားရလက်ကားရနဲ့အိမ်မောကျနေခဲ့တယ်။အောင်မြတ်သားလည်းအခြေအနေကိုမြင်လိုက်ရပြီမို့လို့ပါလာတဲ့သူတွေကိုလက်တို့ပြီးတောင်ကုန်းအောက်ကိုပြန်ဆင်းလာခဲ့တယ်။အိမ်ကိုရောက်တော့အေးသွင်းကိုခေါ်ပြီးနတ်ကွန်းထဲမှာရှိနေတဲ့ကောင်ကနတ်မဟုတ်ဘူး။နတ်မဟုတ်ရင်ဘာကောင်းလဲဆရာ။ကျုပ်အမြင်ရတော့နှစ်ချုပ်သေးတဲ့တကောင်ကိုအဝိဖြူပေးဝစ်ပြီးနေစရာပေးထားတဲ့ပုံစံပဲ။သူ့ကိုဘသူကနေရာပေးထားတာလဲဆိုတာကိုသိနိုင်မလား။အဲ့ဒီကိစ္စကိုတော့ကျုပ်အာယုံခံကြည့်ပါဦးမယ်။အောင်မြတ်သားကစကားဆုံးတာနဲ့ဦးမင်းမောင်ပေးထားတဲ့အစီရင်ကြည်ပြဖို့ကိုလက်တင်ပြီးတော့မျက်လုံးကိုမိတ်ခါအာယုံခံလိုက်တယ်ဆိုတာနဲ့ကြည်ပြကတဆက်ဆက်တုံခါလာပြီးခဏကြာတော့ပြန်လည်ငြိမ်သက်သွားခဲ့တယ်ခဏနေတော့အောင်မြတ်သားမျက်လုံးပွင့်လာပြီးအစီရင်လှုပ်ထားတဲ့သူတွေရဲ့အသက်တက်ကိုတော့မခံစားမိတော့ဘူးအင်းပေါ်လီနှစ်လဲတော့ကြာနေပြီဆိုတော့လူဘဝမှာဘယ်ရှိပါတော့မလဲအောင်မြတ်သားရဲ့စကားကြောင့်ဘေးမှာထိုင်နေတဲ့မောင်ကောင်းကနတ်စင်ကုန်းကိုလမ်းကြည့်ပြီးတော့ဆရာဒီပုံစံအတိုင်းဆိုရင်နတ်စင်ကုန်းပေါ်မှာရှိတဲ့အဆောင်ကိုရင်ဖယ်လိုက်ရင်မကောင်းလားသူ့ကိုဖယ်ဖို့ဆိုရင်သူ့ရဲ့ဆက်မိနေတဲ့ရွာသားတွေကိုအရင်ကူရလိမ့်မယ်အောင်မြတ်သားရဲ့စကားကိုအေးသွင်ကနားမလည်တဲ့ဟန်နဲ့ရွာသားတွေကဘလို့ဖြစ်လို့သူ့ရဲ့ဆက်တွေမိနေရတာလဲသူနေတဲ့နတ်ကွန်းမှာပူဇော်ပသထားတဲ့အရာတွေကိုအဆောင်သဘောဆောင်ထားတာပဲဖြစ်ဖြစ်စားတာပဲဖြစ်ဖြစ်လုံမိထားရင်သူ့ရဲ့ဆက်မိသွားတယ်ဆက်မိသွားတဲ့သူတွေတော်တော်များများကိုနတ်ကွန်းမှနေတဲ့ကောင်ကဖျားဆိုဖျားနာဆိုနာလူတလူလှုပ်လို့ရသွားတယ်လေဆရာပြောတဲ့အတိုင်းဆိုရင်တော့ကျုပ်တို့ရွာမှာသူနဲ့ကင်းတဲ့သူရှိမှာမဟုတ်ဘူးနောက်ပြီးတော့ဒီရွာကလည်းယူသီးရွာနဲ့ဗျာဒီလိုယူသီးရဲ့ရွာတွေကိုဘယ်လိုချင်းကပ်ရမလဲဆိုတာကြုံနားလေပါတယ်ဒီကိစ္စကိုအကောင့်ထဲပေါ်ဖို့ကိုရေးသွင်ကကူညီပေးရလိမ့်မယ်ကျုပ်ဘယ်လိုကူညီရမလဲဆိုတာသာပြောပါဆရာအောင်မြတ်သားလည်းအေးသွင်ရဲ့စကားကြောင့်အနှဲငယ်ပြုံးလိုက်ပြီးတော့လှုပ်ဆောင်ရမယ့်ကိစ္စတွေကိုပြောပြလိုက်တော့တယ်ပြို့ဖို့နေကောင်းရဲ့လားအိမ်ရှိကနေဖြတ်သွားရင်လှမ်းអော်လိုက်တဲ့အေးသွင်ရဲ့စကားကြောင့်ရေနွေးချမ်းတောက်နေတဲ့ဥပုပ်တုံကခေါင်းထောင်ကြည့်လိုက်တယ်။အော်မောင်အေးသွင်မလားဘယ်ကနေလှည့်လာတာလဲမိမနဲ့ကလေးတွေမြို့တက်သွားလို့အဲ့ဒါကျုပ်လည်းပြင်းတာနဲ့ရွာလေးခဏလှည့်လာတာဟာဒါဖြင့်ရေနွေးချမ်းလာတော့လေကွာဥပုပ်တုံရဲ့စကားကြောင့်အေးသွင်ကခြံထဲကိုဝင်လာပြီးရေနွေးချမ်းတစ်ခွက်ကိုငှဲ့တော့လိုက်တယ်အဘိုးကဒီရွေရောက်တာတော့ကျမ်းမာနေတော့မယ်နော်ဘယ်ကကျမ်းမာရမှာလဲညာဘက်ဒူတစ်ဖက်ဆိုရင်အမြဲတမ်းတစစ်စစ်နဲ့ကြိုက်ခဲနေလို့စေးအမြဲလူးနေရတယ်ဟုတ်လားဒူးနာတွေယောဂကပြတ်တာကြာနေပြီလားအေးကွာ3နှစ်လောက်တော့ရှိပြီမျိုးဝါဆရာဝန်နေနဲ့မပြကြည့်ဘူးလားပြတာလေအပြပဲဘယ်သူနဲ့မှမတက်တာဘူးဒါပေမဲ့ဒေါ်ဖွားစိန်ပေးတဲ့စီမံနဲ့ကြတော့တက်တာတွေကွာဒေါ်ဖွားစိန်ကစီမံကိုဘယ်ရလို့လဲသူကနှမ်းစီကိုနှကွန်းမှာတပတ်10ရက်လောက်ထားပြီးတော့နှက်တင်ထားတာလေဥပုပ်တွန်းစကားကြောင့်အေးသွင်ကပြုံးလိုက်ပြီးတော့အခုကျုပ်အိမ်မှာဆေးစီအားတယောက်ရောက်နေရဲ့အဘိုးအားရင်လိုက်ပြကြည့်လေ
စီးတဲ့ရင်အရှင်းပြောက်သွားမှာဟေးဟုတ်လားအဲ့ဒီဆရာတကယ်ရောတော်ရဲ့လားကျုပ်ကမတော်ပဲပြောပါမလားဘိုးရာမျိုးပေါ်မှာဆိုရင်အဲ့ဒီဆရာနဲ့ကိုကိုအတွက်အာယုံမတက်ခင်ကလေးကလာဆောက်နေတဲ့လူနာတွေမှာအများကြီးပဲအေးကွာအခုငါလဲအားနေတာဆိုတော့ပြကြည့်လိုက်မယ်အေးတွင်လည်းသူ့အကွက်ထဲဝင်လာတဲ့ဦးဘိုးတုံးကိုအရာခေါ်ပြီးတော့အိမ်ကိုပြန်လာခဲ့တယ်အိမ်ရောက်တော့အောင်မြတ်သားကဦးဘိုးတုံးကိုဖျားရှင်ကိုခိုင်းပြီးနာနေတဲ့ဒူဘော့လက်တင်ပြီးတော့ဆန်းလိုက်တယ်ဆိုတာနဲ့ဒူးစစ်ထဲကနေထွက်နေတဲ့အပူလိုင်းတစ်ခုကိုခန်းစားလိုက်ရတာကြောင့်လက်ကိုချက်ချင်းပဲပြန်ရုပ်လိုက်တယ်ဘာကြီးရဲ့ဒူးကဒဏ်ဖြစ်နေတာပဲဟုတ်တယ်ကွလွန်ခဲ့တဲ့3နှစ်လောက်ကနတ်ကွန်းပြင်းတဲ့အချိန်ဝလုံးနဲ့ဒူးကောင်စောင့်မိတာကနေဒဏ်ဖြစ်သွားတာဒီလောက်ကတော့3ရက်အတွင်းပျောက်နိုင်ပါတယ်ဘလူ3နှစ်လောက်ခံရတဲ့ဒဏ်ရာကို3ရက်အတွင်းပျောက်အောင်ဘလူကုမှလဲဘာကြီးအနေနဲ့ကျုပ်ပေးတဲ့တောက်ဆေးနဲ့လိန်စည်းကိုသာမှန်မှန်သုံးပါ3ရက်အတွင်းပျောက်ကိုပျောက်စေရပါမယ်မောင်ကောင်းကြီးဘာကြီးကိုဆေး3ခွက်စာနဲ့လိန်စည်းတစ်ပူပေးလိုက်ပါအောင်မြတ်သားရဲ့စကားကြောင့်မောင်ကောင်းကစက်ကူနဲ့ထုတ်ထားတဲ့ဆေး3ခွက်စာနဲ့အတူပနက်စလင်ပလင်းနဲ့ထည့်ထားတဲ့လိန်စည်းကိုလှမ်းပေးလိုက်တယ်ဆေးကိုတော့မှန်အောင်တော့ရမယ်နော်ဘာကြီးစိတ်ချပါငါတို့ရဲ့ဒါနဲ့ဆေးဘိုးဝါးကဘယ်လိုပေးရမလဲရပါတယ်ဘာကြီးရဲ့ဆေးဘိုးမပေးပါနဲ့ဒါနဲ့ယောဂပျောက်သွားရင်တော့ရွာတွေကလူတွေကိုတရင်ဖြန့်ပေးပါဦးပြောပြရမှာပေါ့ကွာဒီရွာမှာဘိုးတွန်းပြောရင်တခွန်းမဲဦးဘိုးတွန်းပြန်ထွက်သွားတော့အေးတွင်ကအောင်မြတ်သားကိုကြည့်ပြီးဆရာခုနကဘာဆေးပေးလိုက်တာလဲအင်းပြအချိုးနဲ့မန်းထားတဲ့စားစီကိုပေးလိုက်တာပါဦးဘိုးတွန်းရဲ့ဒူးနာတဲ့ယောဂကနတ်ကွန်းနဲ့ပတ်သက်နေလို့လားဆရာဟုတ်တယ်သူ့ရဲ့ဒူးကိုစမ်းကြည့်တော့စက်မိနေတဲ့လက္ခဏာတွေ့ရတယ်ရွာထဲမှာဦးဘိုးတွန်းလိုလူတွေဘယ်နှယောက်တောင်ရှိနေပြီလဲမသိဘူးအောင်မြတ်သားကမျက်ခုံးကိုပင်ကပြောလိုက်ပြီးခတ်တုတ်တုတ်ထွက်သွားတဲ့ဦးဘိုးတွန်းရဲ့နောက်ကျောကိုလှမ်းကြည့်လိုက်တယ်ညကတစ်ချက်ဒီအချိန်ရောက်နေပြီမို့လို့နတ်စင်ကုန်းတရွာလုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်အဲ့ဒီအချိန်မှာကိုရေးသွင်းရဲ့အိမ်တကားကရုတ်တရက်ပွင့်လာပြီးတော့လွယ်အေးကိုစီလွယ်ထားတဲ့အောင်မြတ်သားတို့ဆရာတပည့်3ယောက်ဖြည်းဖြည်းချင်းဆင်းလာခဲ့တယ်အိမ်ရှိကိုရောက်တော့လူသားလူလာကိုစောင့်ကြည့်နေတဲ့ကိုရေးသွင်းကဓမီတလက်နဲ့အစင်းသင်းစောင့်နေခဲ့တယ်ဆရာအစင်းသင်းဖြစ်ပြီလားအားလုံးအသင်းဖြစ်ပြီငါတို့ဒီနေ့ညအဲ့ဒီကောင်ကိုမောင်းထုတ်ဖို့ကြိုးစားရမယ်ဒါပေမဲ့တခုတော့သတိထားရမယ်ဘာများလဲဆရာသူကနမ်းမဟုတ်ပေမဲ့နက်ကွန်းနဲ့ချိတ်ဆက်ထားတဲ့အစီရင်အင်အားရှိတယ်အဲ့ဒီအင်အားကကိုရေးသွင်းအတွက်အနည်းရရှိနိုင်တာမို့လို့ဒီကနေပဲစောင့်နေပြီပါအော်ဟုတ်ကဲ့ပါဆရာကိုရေးသွင်းကခေါင်းငိမ့်ပြလိုက်တယ်အောင်မြတ်သားကမောင်ကောင်းနဲ့ခွန်လာကိုလက်ရက်ခေါ်လိုက်ပြီးတော့3ယောက်သားတောင်ကုန်းဘော်ကိုတဖြည်းဖြည်းချင်းတက်သွားခဲ့ကြတယ်တောင်ကုန်းဘော်ကိုရောက်တော့အောင်မြတ်သားကဝါးတိုင်း3နိုင်ကိုစိုက်ကြည့်လိုက်တဲ့အချိန်တိုင်မှာခြိထားတဲ့အနီရောင်ဝဲစားတွေကလီမတိုက်ပဲနဲ့တဖြည်းဖြည်းလှုပ်ရှားလာတာကိုမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲအောင်မြတ်သားကမြေကြီးပေါ်မှာစက်ဝိုင်းလေးတစ်ခုဆွဲပြီးစက်ဝိုင်းရဲ့အရှိအနောက်တောင်မြောက်လေးဘက်မှာအင်းပြားလေးချထားလိုက်တယ်အဲ့ဒီနောက်မှာတော့ဖျောင်းနိုင်လေးတိုင်းကိုအင်းပြားရီပေါ်မှာထုံးကြီးလိုက်ပြီးမောင်ကောင်းမင်းကရှေ့ဘက်ကိုဆောင်ခွန်လာမင်းကနောက်ဘက်ဘလူအရိပ်ပဲထွက်လာဒီဝိုင်းထဲကိုမဝင်စေနဲ့ဟုတ်ကဲ့ဆရာစိတ်ချပါအောင်မြတ်သားကစကားဆုံးတာနဲ့နတ်ကွန်းရှိမှထိုင်ချလိုက်ပြီးစက်ဝိုင်းထဲကိုလက်နဲ့ပုတ်လိုက်တော့ဒေါက်ကနေအတန်နဲ့အတူနတ်ကွန်းထဲကနေတစ်သားခောက်တန်တစ်ချက်ထွက်လာခဲ့တယ်အဲ့ဒီအတန်နဲ့မရှိမနှောင်းမှာပဲအမွေးအမြင်နေနဲ့ဖုံးလွှမ်းနေတဲ့ခန္ဓာကိုယ်တစ်ခုကနတ်ကွန်းထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့တယ်နတ်ကွန်းထဲကနေထွက်လာတဲ့အကောင်ကအပြင်ကိုရောက်တော့အောင်မြတ်သားတို့ကိုမျက်လုံးနီနဲ့စိုက်ကြည့်ပြီးနင်တို့ဘယ်သူတွေလဲငါးနေရာကနေထွက်သွားစမ်းဆိုပြီးတော့အတန်အော်နဲ့အော်ပြောပါလေရောအဲ့ဒီအတန်ကြောင့်မောင်ကောင်းကခြေတလန်းနောက်ဆုတ်လိုက်ပေမဲ့အောင်မြတ်သားကလန့်တာလိုက်တယ်သူအဲ့ဒီကနေဘယ်မှသွားလို့မရဘူးစိတ်မပူနဲ့အောင်မြတ်သားရဲ့စကားကြောင့်နတ်ကွန်းအဆောင်ရဲ့မျက်နှာကပြတ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအောင်မြတ်သားကနတ်ကွန်းဆောင်ရဲ့မျက်နှာကိုစီးစီးကြည့်ပြီးအမိန်ပေးလိုက်တယ်ဒီနေရာကမင်းရဲ့နေရာမဟုတ်ဘူးအခုချက်ချင်းကိုနေရာကိုပြန်စမ်းနတ်ကွန်းအဆောင်ကဒေါသထွက်တဲ့ဟန်နဲ့အောင်မြတ်သားစီကိုပြေးဝင်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲအောင်မြတ်သားကလက်ပေါ်အောက်ကိုဖြန့်ပြီးတားလိုက်တော့နတ်ကွန်းဆောင်ရဲ့ခန္ဓာကိုယ်ကမမြင်ရတဲ့နယံတစ်ခုကိုဝင်တိုင်းမိသလိုဖြစ်ပြီးအနောက်ကိုလွန့်ထွက်သွားတယ်
လဲကျနေရာကနေပြန်ထလာတဲ့နတ်ကွန်အဆောင်ကစူးစူးဝါဝါအော်ဟစ်ပြီးအောင်မြတ်သားတို့စီကိုပြန်ဝင်လာခဲ့တယ်။အဲ့ဒီအချိန်မှာစက်ဝိုင်းနေထဲမှာရှိနေတဲ့အင်းပြားလေးပြားတွေကနေရွှေအောင်စက်ကြူးတွေထွက်လာပြီးတော့နတ်ကွန်ဆောင်ရဲ့ခန္ဓာကိုယ်ကိုရှေ့ဆက်တိုးမရအောင်ရစ်ပတ်ထားခဲ့တယ်။အဲ့ဒီအချိန်မှာအောင်မြတ်သားကရှေ့ကိုတိုးလာပြီးတော့မင်းကဘာလုပ်လဲ။ဘာကြောင့်နတ်ကွန်ထဲမှာနေရတာလဲ။ငါမသိဘူး။ငါဘာသာတောဆက်မှာအစာရှာနေတော့လူတစုကဖမ်းပြီးတော့ဒီမာနေဖို့ပြောခဲ့တာအဲ့ဒီလူတွေကဘယ်သူတွေလဲသူတို့ကိုငါမသိဘူးတခါမှလည်းမမြင်ဘူးမင်းမသိဘူးဆိုတာတော့မဖြစ်နိုင်ဘူးမင်းတခုခုတော့သိရမယ်ငါမလိမ်ဘူးဒီနေရာမှာနေစားချောင်လူနေနေတာကြံတော့ဘာမှမသိဘူးမင်းကဘာမီးမသိဘူးလို့ဖြေနေတော့ငါတို့ကလည်းလှုပ်တင်လှုပ်ထိုက်တာလှုပ်ရတော့မှာပေါ့လေကဲမောင်ကောင်းနဲ့ခွန်လားသူ့ခြေထောက်အောင်မှာနဝင်းစမတစ်ချက်ထားလိုက်နဝင်းစမဆိုတဲ့အတန်ကြောင့်နတ်ကွန်းဆောင်ရဲ့မျက်နှာကွက်ကနေပြတ်သွားပြီးမောင်ကောင်းနဲ့ခွန်လာတို့ဘက်ကိုလှမ်းကြည့်လိုက်တယ်မောင်ကောင်းနဲ့ခွန်လာလည်းနဝင်းစမကိုထုတ်ပြီးခြေထောက်အောင်မှာထားဖို့လို့မလုပ်ပါနဲ့အဲ့ဒီစမကိုချလိုက်တာနဲ့တကူလုံးပြဖြစ်သွားလိမ့်မယ်မင်းကဒါကြတော့သိနေပါလားဒီနတ်ကွန်းမှာရှိတဲ့မူရင်းရုပ်ထုဘယ်မှာရှိတယ်ဆိုတာပြောပြရင်မင်းအသက်ကိုချမ်းသာပေးမယ်ဘယ်မှာရှိနေတယ်ဆိုတာတော့အတိအကျမသိပါဘူးဒါပေမဲ့ဘယ်ဆရာကြီးယူသွားလဲဆိုတာတော့သိပါတယ်ဘယ်ဆရာကြီးယူသွားတာလဲမိုးပြကိုင်းကဆရာကြီးယူသွားတာပါမိုးပြကိုင်းဟုတ်လားမင်းကိုလည်းသူတို့ကဒီမှာနေဖို့ထားခဲ့တာပေါ့ဟုတ်ပါတယ်ငါအမှန်တိုင်းပြောတာပါဒါဆိုရွာသားတွေကိုပြူစားထားတာတွေကမင်းလှုပ်ထားတာမလားငါဘာမှမလုပ်ထားပါဘူးငါ့ကိုဒီမှာထားခဲ့တဲ့ဆရာကြီးလှုပ်သွားတာပါသူတို့ကရွာသားတွေကိုဘာလုပ်ထားတာလဲသူတို့ကနက်ကွန်ထဲမှာစီရင်တစ်ခုမြုပ်ပြီးတော့ရွာသားတွေကိုပြူစားခဲ့တာပါအေးအဲ့ဒီစီရင်ကိုခုချက်ချင်းဖော်ပြီးတော့တခါတည်းယူသွားပြီးတော့ဒီဘက်ကိုရောင်လို့တောင်ချီမချမိစေနဲ့အောင်မြတ်သားကလေသာမမနဲ့ပြောလိုက်တော့နက်ကွန်ဆောင်ကမြေကြီးအောက်မှာရှိတဲ့အနီရောင်အထုပ်ထုပ်ကိုဆွဲယူပြီးတောင်ကုန်းနောက်ဘက်ကနေတစ်တော်လေးကိုပြေးထွက်သွားခဲ့တယ်နက်ကွန်အဆောင်မရှိတော့တဲ့နက်ကွန်အတွင်းမှာတော့တရောင်လောက်ရှိတဲ့ရုပ်ထုလေးကအမောင်တူထဲမှာငြိမ်သက်လျက်ရှိနေခဲ့တယ်။အဲ့ဒီအချိန်မှာခွန်လာကရုပ်ထုကိုကြည့်နေရင်ကနေအောင်မြတ်သားဘက်ကိုလှည့်ပြီးတော့ဆရာမိုးပြကိုင်းကဘလူကိုင်းမျိုးလဲမိုးပြကိုင်းကပျောက်ကွယ်နေတာကြပြီ။သူတို့ကမော်နဲ့အစီရင်တွေကိုတုံးပြီးတော့စီးပွားရှာကြတဲ့ကိုင်းတစ်ခုပဲ။သူတို့တုံးတဲ့ပညာတွေကရက်ဆက်ပြီးအစွမ်းထက်လွန်းလို့တော်ယုံဆရာတွေဆိုရင်သူတို့နဲ့ထိတ်တိုက်မတွေ့အောင်ရှောင်းလေးရှိတယ်။ဒါဆိုကျွန်တော်တို့ကမိုးပြကိုင်းနဲ့ရင်ဆိုင်ရအောင်မှာပေါ့မင်းကကြောက်လို့လားခွန်လိုက်ရမကြောက်ပါဘူးဆရာရဲ့တိမ်မြုပ်နေတဲ့ဂိုင်းတစ်ခုနဲ့ရင်ဆိုင်ရမှာဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားမိတာအမှန်ပဲစိတ်လှုပ်ရှားနေရတဲ့ဒီကောင်ကြီးဒုက္ခပေးထားတဲ့ရွာသားတွေကိုအရင်ကိုလှုပ်ရမယ်ကဲပြန်ကြရအောင်အောင်မြတ်သားကမောင်ကောင်းနဲ့ခွန်လာတို့ကိုခေါ်ပြီးကိုရေးသွင်းအိမ်ဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ်၃ရက်မြောက်နေ့ရောက်မှာတော့ဥပုဒ်တွန်းတယောက်ဝမ်းသာအားရနဲ့ပြန်ရောက်လာပြီးသူ့ရဲ့ဒုနာယောဂအရှင်းပြောက်သွားပြီဆိုတဲ့အကြောင်းလာပြောခဲ့တယ်။မောင်ရေးသူကြီးမင်းခေါ်လာတဲ့ဆရာကတကယ်ဆရာပဲကွာ။၃နှစ်လောက်နာလာတဲ့သူက၃ရက်နဲ့ပြန်ကောင်းသွားတယ်။ဥပုဒ်ကအိမ်ရှိမှရက်နေရက်နဲ့ဒူးကိုကွေးလိုက်ဆန်းလိုက်လှုပ်ပြနေခဲ့တယ်။အေးသွင်းကအောင်မြတ်သားဘက်ကိုလှမ်းကြည့်လိုက်တော့အောင်မြတ်သားကမျက်နှာတီးတီးနဲ့ခေါင်းညှင်ပြလိုက်ပြီးဘာကြီးဒူးပြန်ကောင်းသွားတာဝမ်းသာစရာပါပဲ။ဒါပေမဲ့ခုကစပြီးတော့နက်ကွန်မှတင်ထားတဲ့စီမန်းတွေအဆောင်စားစရာတွေကိုမသုံးပါနဲ့တော့ဟင်ဘာဖြစ်လို့လဲငါတို့ရဲ့အဲ့ဓာတွေထဲမှာဘာကြီးနဲ့မတင်တော်တဲ့အရာတစ်ခုရှိလို့ပြောတာပါဘာကြီးအနေနဲ့ရွာထဲကလူတွေကိုလည်းတခုတော့ပြောပေးပါနက်ကွန်မှတင်ထားတဲ့အရာတွေကိုမစားကြဖို့မဆောင်ကြဖို့အထူးသဖြင့်နေမကောင်းတဲ့သူတွေဆိုရင်ပိုပြီးတတိထားကြဖို့ပေါ့လေငါတို့မင်းတို့ဒီရွာကိုလာတာနက်ကွန်ကိစ္စကြောင့်လားဦးဘိုးတို့ရဲ့တန်ကဒီတခါတော့အရင်လိုပေါ့ပေါ့ပါပါမဟုတ်တော့ပဲလေးနဲ့နေတာကြောင့်အေးသွင်းကအောင်မြတ်သားဘက်ကိုလှမ်းကြည့်လိုက်တော့အောင်မြတ်သားကခေါင်းညှိပြလိုက်တယ်ဟုတ်တယ်ပါကြီးဒီအကြောင်းကိုရွာသားတွေအားလုံးသိသိမိထင်တယ်အောင်မြတ်သားရဲ့စကားကြောင့်ဦးဘိုးတို့လည်းရေနွေးချမ်းခွက်ကိုဘေးချထားပြီးတော့သူ့ရှိမှထိုင်နေတဲ့အောင်မြတ်သားကိုအာယုံစိုက်ပြီးကြည့်လိုက်တယ်ပြောပါငါတို့ငါနားထောင်မယ်
ဒီနတ်စင်ကုန်းပေါ်မှာရွာသားတွေနှစ်ပေါင်း90ကျော်ယုံကြည်ကိုးကွယ်လာတဲ့ရုပ်ထုကမူရင်းရုပ်ထုမဟုတ်ဘူးပါကြီးဟေးဘာပြောတယ်ဟုတ်တယ်အခုနတ်ကွန်းထဲမှာရှိတဲ့ရုပ်ထုကမူရင်းရုပ်ထုနဲ့တပုံစံနဲ့တူအောင်ပြန်လုပ်ထားတဲ့ရုပ်ထုအတူပဲဒါဆိုငါတို့ဒီနေ့ဒီတခြားပူဇော်လာခဲ့တာကရုပ်ထုအတူကိုပူဇော်နေခဲ့ကြတာပါဒါပေမဲ့အဲ့ဒီအကြောင်းကြောင့်ရွာသားတွေရဲ့ယုံကြည်မှုကိုအပြစ်တင်စရာမရှိပါဘူးဘာကြီးတို့ယုံကြည်ခဲ့တာကမကောင်းတဲ့အရာတစ်ခုကိုယုံကြည်ခဲ့တာမဟုတ်ဘူးရွာကိုကယ်တင်ပေးခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုအစဉ်အဆက်ယုံကြည်ထိန်းသိမ်းလာခဲ့ကြတာပဲဒါဆိုရင်မူရင်းရုပ်ထုကဘယ်မှာလဲငါတို့အဲ့ဒါကိုတော့မသိရသေးဘူးမိုးပြကိုင်းလို့ခေါ်တဲ့အဖွဲ့တစ်ဖွဲ့ကယူသွားတာကိုတော့သိထားပြီးပါပြီမိုးပြကိုင်းဟုတ်လားသူတို့ကဘယ်လိုလူတွေလဲမော်နဲ့အစီရင်နေနဲ့လူတွေရဲ့ယုံကြည်မှုကိုအသုံးချပြီးတော့အကျိုးအမြတ်ရှာတဲ့သူတွေပါလွန်ခဲ့တဲ့နှစ်တွေကရွာသားတွေရဲ့ယုံကြည်မှုကိုခွင့်ကောင်းယူပြီးနတ်ကွန်းမှာအစီရင်တစ်ခုမြုပ်ထားခဲ့တယ်အဲ့ဒီအစီရင်ကြောင့်ပဲရွာသားတွေနတ်ကွန်းမှာတင်ထားတဲ့စီမန်းတွေအဆောင်တွေစားစရာတွေကိုအသုံးပြုမိရင်လည်းစက်မိသွားကြတာပါဒါဆိုငါဒူးနာသွားတာကဟုတ်တယ်ပါကြီးဒဏ်ရာရှိတာကတော့တကယ်ပါဒါပေမဲ့3နှစ်လောက်မပြောက်ပဲခံစားနေရတာကတော့အဲ့ဒီစက်ကြောင်လဲပါတယ်။အော်အဲ့ဒါကြောင့်မင်းတို့ပေးတဲ့ဈေးတောက်ပြီး3ရက်နဲ့ကောင်းသွားတာပေါ့။ဘာကြီးရဲ့ဒူကိုကူတာတခုလည်းမဟုတ်ပါဘူး။ခန္ဓာကိုယ်ထဲမှာရှိနေတဲ့စက်ကိုပါဖယ်ပေးလိုက်တာပါ။ဒါဆိုရင်ငကွန်းနဲ့ရဆောင်းရရော။သူကလည်းနမ်းမဟုတ်ဘူးဘာကြီးရဲ့။တောဆက်မှာနေတဲ့နာနာဘာဝတကောင်ကိုမိုးပြကိုင်းကငကွန်းထဲမှာနေခိုင်းပြီးတော့အဆောင်အဖြစ်တုံးချခဲ့တာပါ။ဒါဆိုငါတို့ကနာနာဘာဝကိုနတ်လိုယုံကြည်ခဲ့ကြတာပေါ့။ဟုတ်တယ်ပါကြီးနောက်တစ်ခုကကိုရေးသွင်းရဲ့ဖခင်ဖြစ်သူကသူ့ရဲ့နောက်ဆုံးအချိန်မှာတော့နတ်ကွန်းရဲ့လူဝက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားခဲ့တယ်။အဲ့ဒီအကြောင်းကြောင့်ပဲမိုးပြကိုင်းသားရဲ့လက်ချက်နဲ့သူ့အသက်ဆုံးရှုံးခဲ့ရတယ်။အောင်မြတ်သာစကားကြောင့်ဦးဘိုးတို့ကအသက်ပြင်းပြင်းရှူလိုက်ပြီးတော့အေးသွင်းကိုလှည့်ကြည့်ရင်ငါတို့တွေဘာမှမသိခဲ့ကြဘူးပဲ။မသိတာကအပြစ်မဟုတ်ပါဘူးပါကြီးရဲ့။ဒါပေမဲ့အခုသိပြီဆိုတော့နောက်ထပ်မသိချင်အောင်ဆောင်လို့တော့မရတော့ဘူးအောင်မြတ်သာစကားကိုဦးဘိုးတို့ကခေါင်းငိမ့်ပြလိုက်ပြီးတော့လက်တစ်ဖက်ကအေးသွင်းရဲ့လက်မောင်းကိုခတ်တင်းတင်းစုပ်ကင်ထားလိုက်တယ်အဲ့ဒီနေ့ညမှာဦးဘိုးတို့ကရွာသားအချို့ကိုစူဝေးပြီးခေါ်လိုက်တယ်နတ်စင်ကုန်းအောင်မှာလူတွေတပြေးပြေးစုလာကြချိန်မှာတော့အောင်မြတ်သာကအားလုံးရဲ့ရှေ့မှာဖြစ်ကြောင်းကုံစင်ကိုပြောပြလိုက်တယ်အစာပိုင်းမှာတော့တချို့ကမယုံကြည်ကြဘူးတချို့ကနတ်ကုန်းကိုဖယ်ရှားလိုက်ရင်ရွာမှာဘေးအန္တရာယ်ကြားရောက်မယ်လို့ပြောကြတယ်။အဲ့ဒီအချိန်မှာဦးဘိုးတို့ကထရက်လိုက်ပြီးတော့မင်းတို့အားလုံးငါပြောတာနားထောင်ကြ။ငါတို့ကို3နှစ်လောက်စေးကူလို့မပြောက်ခဲ့ဘူး။ဒီဆရာကကူလိုက်တော့3ရက်နဲ့ကောင်းသွားတယ်။ငါလည်းဒီနတ်ကွန်းကိုမယုံကြည်တော့တာမဟုတ်ဘူး။ဒါပေမဲ့ငါတို့ယုံကြည်မှုကိုဘသူတွေအသုံးချသွားတယ်ဆိုတာတော့သိထားရမယ်။အဲ့ဒါကြောင့်နတ်ကွန်းမှာတင်ထားတဲ့ຢာတွေကိုယူထားမိတဲ့သူတွေရှိရင်စွန့်ပစ်ကြ။ဖြားနာတဲ့သူတွေရှိရင်လည်းဒီဆီယာတွေကမြတ်တာနဲ့ကုသပေးလိမ့်မယ်။အဲ့ဒီလိုပြောလိုက်တော့ရွာသားတွေလည်းအောင်မြတ်တာတို့ကိုကြည့်ပြီးခေါင်းငိမ့်လိုက်ကြတယ်။အဲ့ဒီနေမှာပဲနတ်ကွန်းအတွင်းကအောက်ခြေမြေကြီးနဲ့ဝါတိုင်း3တိုင်းပတ်ဝန်းကျင်မှာကြံရှိနေတဲ့အစီရင်ကျွင်းကြံတွေကိုအောင်မြတ်တာတို့တွေဖယ်ရှားပေးခဲ့ကြတယ်။အားလုံးပြီးစီးသွားတော့အောင်မြတ်တာကနတ်ကွန်းရှိမှရက်ပြီးရုပ်ထုကိုတစ်ချက်ကြည့်နေတဲ့အချိန်အေးသွင်းရောက်လာခဲ့။ဆရာရုပ်ထုအစ်စ်ကိုဘယ်တော့ရှာမှာလဲရွာကလူတွေကိုကုသပြီးတဲ့အချိန်ထိစောင့်ရမှာပဲကျွန်တော်တို့ရွာရဲ့မူရင်းရုပ်ထုလေးကိုပြန်ရှာပေးဖို့တောင်းဆိုပါရဗျာရွာသားတွေကိစ္စပြီးရင်ကျုပ်တို့ကူရှာပေးပါမယ်ဒါဆိုနောက်တစ်ခါခီးထပ်ထွက်ရအောင်မှာပေါ့ဆရာမောင်ကောင်းစကားကိုအောင်မြတ်တာကခေါင်းငိမ့်ပြပြီးတော့စေကူဖို့စောင့်နေကြတဲ့လူနာတွေရှိရာဘက်ကိုထွက်သွားခဲ့ပါတော့တယ်အောင်မြတ်သားတို့အနေနဲ့နတ်စင်ကုန်းရွာကနေပျောက်သွားတဲ့နတ်ရုပ်ထုကိုရှာဖွေရင်းကိုရောင်ဖြောင်းနေကြတဲ့မိုးပြကိုင်းသားတွေနဲ့ဘလို့ရင်ဆိုင်ကြမလဲဆိုတာကိုတော့အောင်မြတ်သားနဲ့မိုးပြကိုင်းဆိုတဲ့အပိုင်းမှာဆက်လက်နာဆင်ပေးကြပါအောင်ခင်ဗျာစာရေးဆရာဇေယနာရာမညာရဲ့အောင်မြတ်သားဇလန်တွေရဲ့အတွဲနဲ့အပိုင်း351ဖြစ်တဲ့အောင်မြတ်သားနဲ့ရိုးရာတိုက်ပွဲဆိုတဲ့ဂမ်မီယာဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပါပြီခင်ဗျာနားထောင်သူမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီဇလန်လေးကိုကြိုက်တယ်ဆိုရင်အောက်မှာ like လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအိမ်မလှလှမကြပါစေခင်ဗျာ